ဘယ်နှပါပဲရှိ၄ပါးရှိပထမသမဏတက္ကာယစဖြုတ်ဒုတိယသမဏပအောင်လုပ်တယ်တတိယသမဏကာမဂုဏ်အာယုံဖြုတ်သရုဒ္ဓသမဏမာနတို့ဥဒိစ္စတို့ပြုတ်ဆိုသမဏအဆက်ဆက်အဲ့တော့ကိရိတာကိုသုံးပုံပုံလိုက်မယ်ဒိဋ္ဌိတဏမာနဒိဋ္ဌိတပုံဖြုတ်တဏတပုံမာနတပုံအဲ့တော့အကျဉ်းစားကိရိတာအပေကြတော့မယ်ကိရိတာကိုပထမသမဏကဖြုတ်တတိယသမဏဆိုတဲ့ပုဂ္ဂိုလ်ကကာမဂုဏ်လောကာမလောကယူဖြုတ်လိုက်တယ်သရုဒ္ဓသမဏကဘုံ30တပါးလုံးဖြုတ်ဟုတ်ပြီနော်ပထမသမဏသည်ကာမဘုံထဲမှာလဲဦးမယ်ဒုတိယသမဏသည်တစ်ချိန်လာမယ်ဒီ30မြို့မှာသူ့ရဲ့ကောင်းတဲ့ဓမ္မကြီးဆရာတော်က30မြို့ကနေတည်သွားပြီးတဲ့ခါမှာတောတာပန်တည်လို့30တဲ့ကောင်းတဲ့နေပြီးတော့မှသူကမွေးမယ်နော်တက်ချနော်အဲ့မွေးပြီးတော့မှဟလာဥဒ္ဒါတော်လေဟတ်စကီနဲ့တရားလာဟော30မှာဘာလို့ရမလဲရဟတ်ရင်ကွင်းနော်2010ပြီးသွားငါတို့လည်းပြန်ပြီးတူဖြစ်တဲ့ခါကျမြန်မာနိုင်ငံလူနဲ့ရဟတ်ရင်နဲ့စီးမှာဗျမျက်စိတွေမြင်အောင်သေးတယ်အဲ့ကျန်ခင်ဗျားတို့တရားဝက်လာရင်ဟာတပည့်တော့သမီးတို့ဆိုပြီးသမီးရဲ့သမီးသားလေးဟာသူ့သားလေးရှင်ပြဓမ္မကြီးဆရာတော်ရဟတ်ရင်နဲ့လာတရားဟောမှာဟုတ်ပြီလား30မျိုးကြီးငရဲနဲ့တင်စားတာမဟုတ်ဘူးနော်နမူနာပြောတာဒါပဲရည်စရာမောစရာလေးနဲ့မှတ်မိအောင်ပြောတာအဲ့တော့30မွေးဘူးနော်သူ့လည်းကောင်းတယ်မမွေးဘူးတစ်ချိန်ပဲလာမွေးမယ်ဒါကြီးอ่ะအဲ့တော့ကာမသုရိဘုံကြီး30ရာကာမသုရိဘုံကြီးဥကောသလသဂရကံဖြစ်သွားရင်တစ်ချိန်တော့လာအောင်မယ်အနာဂံဖြစ်သွားတယ် never return here အနာဂံ means အနာဂံဆိုတာအနာဂါမိ never return to ကာမ here ဒီနေရာဘယ်တော့မှမလာတော့ကာမဆက်တဲ့ဘုံမလာတော့ယန္နာဖြစ်သွားတယ် never ဘယ်ဘဝမှမသွားတော့40ဘယ်နှစင်လဲတမနာဘယ်နှပါပရမဒုတိယတတိယအဲ့တော့ဣဒောဗိဒ္ဓနတ္တိသမနောပရမသမဏဒုတိယတတိယသရုပ်သမဏလေးခုဣဒောဣသာသနာရမဣမက္ခင်၈ပါးမှာဗိဒ္ဓပြင်ပမှာတော့ပထမသမဏကိုလည်းနလပတိမရပါဒုတိယသမဏကိုလည်းနလပတိမရပါတတိယသမဏသရုပ်သမဏကိုနလပတိမရဟောစောဟုတ်ပြီနော်ထန်ကောင်းပြီအာနန္ဒာတဲ့မင်းမြန်အကယ်၍မှတ်မယ်ဆိုရင်ဟာကျောင်းတလားဆရာမောအာနန္ဒာတဲ့ဗြဟ္မရင်မြတ်တဲ့ရင်ဆိုတာမုံမြတ်သောလမ်းစဉ်ဗြဟ္မဆိုတာမြတ်တယ်အတူမရှိတဲ့ကိရိတာစစ်ပွဲကိုအောင်မြင်กว่าတဲ့တမန္တေတိအာနန္ဒဘာဝိတာပုရိကရာရာဂဝိနည်းပရိယောဒနာဟောတိတခုရရင်တခုပဲပြောမယ်မဂ္ဂင်၈ပါးအကုန်မဟောတော့မှန်သောအမြင်မှန်သောအကျဉ်းနောက်ကုန်းစောအာနန္ဒจิตအာနန္ဒတမန္တေတိမှန်သောအမြင်သည်မှန်သောအမြင်ကိုဘာဝိတာပုရိကရာရာဂပရိယောဒနာဟာဘာလဲဆရာမောအာနန္ဒမှန်ကန်သောအမြင်သည်အဲ့ဒီမှန်ကန်သောအမြင်ကိုဘာဝိတာပွားခဲ့သည်ရှိသောဗုဒ္ဓိကရကျိန်မှန်များစွာပြုခဲ့သည်ရှိသောရာဂဝိနည်းပရိယောဒနာမင်းတို့ကွာတဲ့အဲ့ဒီတမာဒိဋ္ဌိဉာဏ်လေးကိုတမာဒိဋ္ဌိမဂ္ဂင်လေးကိုပွားမယ်ကျိန်မှန်များစွာလုပ်မယ်ဆိုရင်တဲ့ရာဂဝိနည်းပရိယောဒနာသူ့ရဲ့ final goal နောက်ဆုံးပန်းနိုင်တာပါလေတဲ့တတ်မဲ့ချင်းလေးပယ်ဖြောက်တဲ့တတ်မဲ့ချင်းကိုပယ်ဖြောက်ခြင်းလင်အဆုံးရှိမယ်တမာဒိဋ္ဌိဆိုတဲ့မဂ္ဂင်ကိုပွားရခြင်းသည်လောဘကိုပယ်ဖြောက်နိုင်ခြင်းဆိုတဲ့ဏိဂုံးချုပ်ခရီးတာပဲဒါလောဘကိုပယ်ဖြောက်ရင်ဟုတ်ဘာလေးရှိမလဲအာလောဘလေးရှိမယ်ဟုတ်ပြီနော်ဘာလေးရှိမလဲအာလောဘဒါမြင်နေအာလောဘမြင်ရပြီအာလောဘဆိုတော့လောဘကတဏှာလေတဏှာမရှိဆိုတဏှာနေရောတော့နိဗ္ဗာန်နံမို့ဒါဆိုရင်တမာဒိဋ္ဌိမဂ္ဂင်ကိုပွားများနေခြင်းသည်လောဘလင်အဆုံးရှိသောနေရာဆိုတာဘယ်လေးပြောတာလဲနိဗ္ဗာန်ဘောအာလောဘဆိုတာလောဘဆိုတာတဏှာမရှိဘူးဆိုတော့တဏှာနေရောတော့နိဗ္ဗာန်နဲ့တမာဒိဋ္ဌိပွားခြင်းသည်နိဗ္ဗာန်တကားပွင့်တယ်အပေတကားပိတ်တယ်နိဗ္ဗာန်တကားဖတ်ခဏတော့တစ်ချိန်ပွင့်လိုက်တာနဲ့တစ်ချိန်လေးနိဗ္ဗာန်တကားမြင်လိုက်တာနဲ့ခုနဘွားအပေတကားပိတ်ဒုတိယတစ်ချိန်မြင်လိုက်တယ်ဆိုရင်ကာမတကားပါတစ်ချက်ထပ်ပိတ်ပြန်ပြီတတိယချိန်မြင်ဆက်တဲ့ဘုံလုံးပိတ်သွားပြီသရုဒ္ဓချိန်မြင်ဘုံ32ပါးတကားတွေကိုပိတ်သွားပြီဟာအဲ့ဘုံ32ပါးရဲ့တကားအတွင်းမှာဘာတွေရှိလဲဇာတိမွေးတာရှိမယ်စရာအိုတာရှိမယ်ဗျာတိသေတာရှိမယ်မရဏဗျာတိနာတာရှိမယ်မရဏသေတာရှိမယ်ကိုတန်းတော့ဘာတွေရှိမလဲ32ဘုံမှာကွယ်ဘာတွေရှိမလဲလူလိုမွေးမယ်လူလိုအိုမယ်လူလိုသေမယ်နတ်လိုမွေးနတ်လိုအိုမယ်နတ်လိုသေမယ်ဗြဟ္မာလိုမွေးဗြဟ္မာလိုသေမယ်ဒါပဲကွာနော်တရောင်းစားလိုမွေးတရောင်းစားလိုသေမယ်ဘယင်ကြီးလိုမွေးဘယင်ကြီးလိုသေမယ်ဟုတ်တယ်လေ
ဒါပဲခင်ဗျာဘာခင်ဗျာကိုထင်ကြည့်နေတာလေနော်အာယုန်နေနောက်လိုက်ပြန်တော့မျက်တောင်တစ်ရှက်ခင်ဗျာလေဒေါ်စန်းမြင့်လေးကိုခင်ဗျာမြင်စဉ်တုန်းကအဲ့ဒီမျက်တောင်တစ်ချက်လေးကိုယူလေ you can control လေဟေ့ဆရာကြီးမစမ်းမြင့်ကိုမြင်တော့ခင်ဗျာတစ်ချက်လေးပဲမထိတ်နိုင်တယ်ဟုတ်လားအာယုန်နေနောက်လိုက်ပြန်တော့မျက်တောင်တစ်ရှက်ခင်ဗျာဒေါ်စန်းမြင့်ကိုချစ်လိုက်တယ်ဆိုရင်ခင်ဗျာမျက်တောင်လေးတစ်ချက်သေးရနော်အဲ့ဒီမျက်တောင်လေးတမိတ်လေးနဲ့မှာပဲဖြစ်ပြီးပြက်နေဥပ္ပါဒဝေယဥပ္ပစိတ်တော်နိရုဇန္တိမထင်ဘူးခုတော့နည်းနည်းလေးထင်လာပြီလားမဲပူလိုက်တာဟမ်နည်းနည်းတော့ခုဒေါ်စန်းမြင့်ကိုကြည့်လို့ရှိရင်အနိစ္စတွေနဲ့ထင်ပြီလားနည်းနည်းလေးပြောတာလေနည်းနည်းတော့ထင်ပြီလားဒုက္ခလို့ထင်ပြီလားဒီမျိုးသမီးကငါ့ကိုဒုက္ခပေးတယ်ထင်တယ်ဒုက္ခပေးတယ်ထင်လားကြည့်ဖြေနော်မနဲ့သမင်းမစားဖြစ်သွားမယ်ကြည့်ဖြေအခုမှန်မလိုက်နဲ့ဟိုသမီးတွေရွယ်ကြတော့သူတို့ကြတော့လောကကြီးဝါးကြီးဟောမှာဒီချိန်မှာသွားပြီးတော့လေအနိစ္စတွေအနတ္တတွေဆိုရင်လင်မယားတွေပြဿနာတက်ကုန်မယ်နော်ချစ်ရမယ်ဒီရွယ်လေးသွားပြီးတော့အေးခန္ဓာကြီးကလေအနတ္တဆိုဘုန်းကြီးနောက်နေ့တရားမပိတ်တာတေချာသွားပြီနောက်နေ့ငါ6မလို့တာတေချာသွားပြီဘယ်နဲ့ကွာငါမိမငါချစ်လုံးချောတယ်ထင်တာဘုန်းကြီးကတခါစုပ်ပြတ်တောင်ပြောတာငါမိမဒီခုတော့နေနော်ခင်ဗျအဲ့ဒီအာယုန်နေနောက်လိုက်ပြန်တော့မျက်တောင်တစ်ရှက်ခံစားစင်မှာတော့အိမ်မက်များချမ်းသာဘယံဗရာပွေးလင်းရှုပ်တာမို့ရေဒီမှမြုပ်တယ်လို့ပဆရာဆိုမင်းရေဒီလေးမြုပ်သွားတယ်မသိလိုက်ဘူးထမင်းတဆုပ်ဟင်းတလုတ်ရဲနဲ့သတင်းပုတ်ပါတဲ့ဤခန္ဓာမနဲ့ထမင်းလေးကတလုတ်ဟင်းလေးကတစ်ဖက်နှစ်လုတ်ဘူးတွတ်လားတွတ်ပါဘူးမွေးငါနှစ်စုံပူးလားတပုတ်ဒါပဲခဲတော့မသိလို့ဒါပဲထမင်းဘယ်နှလုတ်တွတ်လဲတလုတ်ပဲကားနှစ်စီးရှိရင်တစ်စီးစီးတယ်နှစ်စီးခွစီးလားတစ်စီးပဲစီးတာနော်ဟုတ်တယ်လားနှစ်စီးဟိုဘက်တစ်စီးပဲခွတော့မစီးပါဘူးစီးလားစီးရောတစ်စီးပါပဲဘုရားနော်ထမင်းတလုံးရင်တဆုပ်ရင်တဲ့သတင်းပုတ်ပါရဤခန္ဓာဒါပဲဘာပို့မရှိဘူးရှိလားမရှိဘူးအဲ့တော့သူတို့ရဲ့ဆုံးရလားရလေးကိုသို့တော့နည်းနည်းလေးသိလာတဲ့ခါကျတော့အာလောဘဆိုဒီလောဘတရားရှိလို့လိုချင်တာပဲအခုတမာရိဆိုခေါ်တဲ့အမြင်မှန်တဲ့သဘောလေးကိုပွားတဲ့ကျင်းဖန်မျိုးသာလုပ်ရင်လောဘရဲ့ကုံဆုံးရဲ့လောဘတွေကိုပယ်လိုက်တဲ့ကုံဆုံးခြင်းမှလည်းရှိအာလောဘပြတ်သွားတယ်နောက်တကဒေါသဝိနည်းပရိယောသနံဒေါသဝိနည်းပရိယောသနံဒေါသကိုပယ်ခြင်းလျင်ဆုံးရှိတယ်ကွန်စောဘာလဲမလဲပြီးတော့မောဟကိုဟုတ်ပြီလားအမျက်ထွက်မှုဒေါသကိုပယ်ပြောက်ခြင်းလျင်ဆုံးရှိတွေ့မှုမောဟကိုပယ်ပြောက်ခြင်းလျင်အဆုံးရှိကျန်တာကုန်3:24သွားပြီတော့သမာဓိပြီးတော့ဗာလဲသမာသင်္ကပ္ပအမြင်မှန်အမြင်အတွေးသွားတော့ဗျာအမြင်မှန်ပြီးတော့အတွေးမှန်ပြီးတော့သွားကြနာခဏတော့သွားတော့လေသမာဓိသမာသင်္ကပ္ပသမာဝါစာမှန်ကန်စွာပြောဆိုခြင်းသမာအာဇီဝမှန်ကန်စွာသမွေးခြင်းသမာကမ္မန္တမှန်ကန်စွာလှုပ်ဆောင်ခြင်းတမာဝါယမမှန်အားထုတ်ခြင်းတမာတရိအမှန်အောက်မေ့ခြင်းတမာသမာဓိမှန်ကန်စွာတည်ခြင်းရှစ်ခုတုံသွားအဲ့ဒီတရားတွေကိုတဲ့တမာတိအာနန္ဒကြော်လိုက်ပြီတမာသမာဓိအာနန္ဒကြော်ပြီနော်တမာသမာဓိအာနန္ဒချက်သာအာနန္ဒတမာသမာဓိကိုဘာဝိတောပွားများသောဗုဒ္ဓကတော့ကြည်မှန်များစွာပြုသောပုဂ္ဂိုလ်သည်ရာဂဝိနည်းပရိယောသနောဟောတိတက်မဲ့ခြင်းလောဘပယ်ဖြောက်နိုင်ခြင်းအဆုံးရှိပယ်ဖြောက်ခြင်းနဲ့အဆုံးရှိဒေါသဝိနည်းပရိယောသနာမောဟတမာသမာဓိဆိုတဲ့မဲ့ခင်ကိုပွားခြင်းရလဲလောဘဒေါသမောဟအဲ့ဒါကိုပယ်ဖြောက်ခြင်းလင်ပါတယ်လေအဆုံးရှိတယ်ရပြီလားကုန်းဆောင်ပြောကြည့်စမ်းတမာသမာဓိမဲ့ခင်ကိုပွားခဲ့သည်ရှိတော့ပါတယ်လေလောဘဒေါသမောဟပယ်ဖြောက်ခြင်းလင်အဆုံးရှိတယ်ဆရာမရပြီလားလောဘအဲ့တော့3ရှိလီ24ဘလောက်ကောင်းကြည့်ခင်ဗျားတို့လုံးမလုပ်လေဆရာဦးလူမို့ကြီးနော်အမြတ်ရှင်အနန္ဒဒီတရားတွေကြိုက်သွားတယ်အာမှန်တယ်ဗျာဣမိနာခောဣဒံနနပရိယာယေနဝရိတပံယထာဣမသေဝေတံရိယသဒင်္ဂိကသမဂတာအရိဝဇနံဗျမယနံဣတိပိဓမ္မယနံအာနန္ဒခြေသာအနန္ဒရဲ့ဣမိနာပရိယာယေနဒီပရိယေအဖြင့်ဓာတ်ရိုက်တော့ဟာဒီမဂ္ဂင်ယင်ကြီးလို့ပြောတာဓာတ်ရိုက်ပြောတာမဟုတ်ဘူးတော့ကားကြီးတော့မဟုတ်ဘူးယထာကြီးတော့မဟုတ်ဘူးနော်မဂ္ဂင်ယင်ကြီးတက်စီကနော်နိဗ္ဗာန်ရောက်ကြောင်းမောင်းကြောင်းလာတော့တင်္ဂါတွေစတယ်ဒါအဲ့ဒီမဂ္ဂင်ယင်ဆိုတာတင်စားပြောတာဣမိနာပရိယာယေနတင်စားပြောလိုက်တယ်အင်္ဂလိပ်ဆိုရင် figurative ပေါ့ဥပမာစကားတွေအလင်္ကာစကားတွေ
တင်စားပြောတာမဲခင်ယထာကြီး1 2 3 4 5 6 9 10ဆိုတဲ့အဲ့ဒီယထာကြီးလိုပဲတင်စားလိုက်တယ်ဖေ။အာနန္ဒာချက်သားအနန္ဒာတဲ့အိမိနပရိယယေနတင်စားပြောလိုက်မယ်ဆိုရင်အရိယတမြတ်သောအထင်ကြီးကတာအင်္ဂါ၈တန်ရှိသောမက်ကတာမက်ကင်အဓိဝဆနနာမည်တစ်မျိုးပဲကွာတဲ့ဗြဟ္မယန္နံမြတ်သောယင်ဓမ္မယန္နံဓမ္မရဲ့ယင်မှန်ကန်သောယင်အနုတ္တရောသင်္ကမ္မဝိဇယောအတုမရှိတဲ့အောင်ပွဲဆင်နိုင်တဲ့လမ်းစဉ်လို့ပြောပါကွာတဲ့ကိရိတာအောင်ပွဲကိုဆင်နိုင်တဲ့ဟာရမလားကိုတန်တော့ရလားယတသတ္တသာပညာသာဓမ္မယုတ်တာသရဒုရံဟိရိဣသမနောယုတ်တံတတိအာရခသာရတိဘုရားတော်တော်ကောင်းတာဘုရားဥပမာပေးတာတတ္ထသာတတ္ထတရားသည်၎င်းပညာသာပညာတရားသည်၎င်းသရတရားတတ္ထနဲ့ပညာဆရာမတို့ဒီလိုမှတ်မယ်ဟဲ့တတ္ထပညာအဲ့ဒီတတ္ထပညာသည်ယထာဒီဘယ်လိုပြောမလဲဆိုတော့ဟိုနွားတရှင်းလို့ပေါ့ဟုတ်လားနွားတရှင်းကိုဟိုနည်းနည်းငါသားလေးနဲ့ငါသမီးလေးအမှတ်တရဖြစ်သွားအောင်ပူဝင်းရဲ့ဟိုနည်းရဲ့သူစားသွင်းရဲ့ဓမေစီရဲ့နွားလေးတရှင်းပေါ့ဟုတ်လားနော်အမတရားတရားနဲ့ပညာတရားတတ္တတရားနဲ့ပညာတရားတတ္တဥဆောင်၍မဲ့ညံဖို့ညံရတာကိုတစ်မျိုးပညာဥဆောင်၍ပညာရှေ့ဆောင်ပြု၍အရိယာမက်ကိုရတာတစ်မျိုးနှစ်မျိုးအဲ့ဒီနှစ်မျိုးမှာတတ္တနုတာရီဒီဘက်ကသူစားကတတ္တနုတာရီတမလို့ဟိုကအောင်ဘိုကပညာနုတာရီလူနှစ်ဦးရှိတယ်တရားသာသနာပေါ်မှာဘုရားရှင်ရဲ့ဂုဏ်တော်တွေသစ္စာလေးပါးတွေကိုယုံကြည်ပြီးတော့ဥရုမောကြီးသာသနာအရိယာမက်ကိုရသွားတာကိုအဲ့ဒါကိုတတ္တနုတာရီတရားတရားကိုအစဉ်လျှောက်ပြီးတော့မှရတယ်လို့ပြောတယ်နော်ပညာကိုရှေ့ဆောင်ပြုမှရတဲ့ပုဂ္ဂိုလ်တော့ဓမ္မနုတာရီလို့ခေါ်တယ်ဆိုရင်အောင်ဘိုကိုဟိုဥတန်းတွင်းကြီးကိုနွားနဲ့နိုင်တယ်ဆိုမကောင်းပါဆိုလို့ဒီမှာနွားပါတယ်လေတရားနွားပညာနွားမရှိရမြင်ငါကတဘိုးကြီးတို့နှစ်ယောက်ကလည်းကြိုက်ထားတယ်အေးလှူဖို့တန်းဖို့ဆိုလို့ရှိရင်သူသားဆရာတော်ဖုန်းလေးလိုချင်တယ်ဒီဘက်ညာပဲလေးနဲ့ဖထောင်လေးလမ်းပေါက်လိုက်ဟိုဘက်ကကွန်ပျူတာတွေဘာတွေအလုံးလုံးရမယ်ဘာညာဆိုဟိုဘက်ကပညာအောင်ဖို့ဖထောင်လေးနဲ့ဟဲ့မျက်စိနဲ့မြင်မလားတို့ဒီမဲ့တို့ဖျားပြောတဲ့ရထလုံးကြီးမှာမျက်စိနဲ့ဘယ်လိုမြင်နေလဲရှေ့ကနှစ်ကောင်စတွေ့ပြီယထာတစ်စင်းကိုစတွေ့ဘာကိုစတွေ့လဲနွားနှစ်ကောင်နွားတရှင်းတတ္ထာနွားရဲ့ပညာနွားရဲ့မျက်စိနဲ့မြင်ပြီလားခင်ဗျားတို့နေရာနဲ့အလွန်ကြိုက်တယ်ဘာလို့နွားလဲတွေကျွဲလဲတွေမြင်နေတာပဲအဲ့တော့ဓမေစီဆရာတော်ကအပေါ်ကထိုင်တော့မယ်ဟိုပလင်ပေါ်မှာထိုင်နေပြီဟိုဆရာတော်ကပ်ပြရတဲ့စကားတွေပြောနေကြော်ဝင်းရဲ့ဝင်းစော်ရဲ့နှစ်ယောက်တရှင်းပေါ့အဲ့နွားတွေကတော်တော်ခံရခက်တယ်ဘိုးရဲ့သူစားရဲ့နွားလေးတရှင်းမျက်စိနဲ့မြင်မလားတတ္ထာနွားလေးရဲ့ပညာနွားရဲ့အဲ့ဒီတတ္ထာနွားနဲ့ပညာနွားကိုတဘိုးလေးနဲ့ဆက်ထားတယ်ကွာယတတတ္ထသာပညာသာဓမ္မယုတ်တာသရဒုရံဆရာမောတတ္ထသာတတ္ထတရားသည်၎င်းပညာသာပညာတရားသည်၎င်းတတ္ထနဲ့ပညာတရားနှစ်ပါးကိုသရအခါခသိမ့်ဒုရံခိုင်မြဲသောဥပက္ခဟုသောတဘိုး၌ဓမ္မယုတ်တာ၌ရှင်ရပါမယ်တဘိုးမှာဥပက္ခဆိုတဲ့တဘိုးမှာဘာလို့ရမလဲဆရာမောတာဝန်နဲ့ဘိုးနဲ့သူစားဆိုတဲ့နွားလေးနှစ်ကောင်ဓမေစီတွေကငါ့ကိုတတိလို့ကြည့်လိုက်ကြော်ကြည့်လိုက်ယထာမောင်းနဲ့သူကတတိနဲ့တူတယ်ဘယ်လိုတူလဲတတိမသူကပါဠိကဘာလဲဆိုတော့ဟီရိရှက်ချင်းတရားဒီမကောင်းပဲဟဲ့ကောင်မလေးသူစားသမီးရလေဖယားတရားလုပ်နေတဲ့တရားရှင်လေးဖြစ်ချင်းကြောင့်သမီးလေးဟဲ့ကောင်မနင်တို့ကလေရွှေကိုလေဟောဆဲနေနော်တရားအဲ့ကောင်မလေးကလေမလီဖုံးကြီးရှိတော့မလီတရားနဲ့ဖယားနဲ့မလီအာချမ်းရုပ်ကလေးသားပါစက်သိချမ်းတာဟုတ်လားဈေးတယ်ဆိုတော့ဆဲရတယ်လေနမူနာပြောလိုက်ခေါင်းနဲ့ဈေးတယ်ဆိုဆဲရဆိုတော့ကျိန်ရတယ်အဲ့လိုမျိုးတွေဟုတ်လားအဲ့လိုဆိုတော့တရားရှင်လေးဖြစ်ချင်းကြောင့်ဘာလို့ရမလဲဟီရိမကောင်းမှုကိုရှက်ရမယ်။အော်ငါသူ့ကိုဆဲလိုက်ပြီဆိုရင် तू ကငါ့ကိုဘလို့ပြန်မြင်ဗိဓာမှာအဆက်တန်တဲ့သူညစ်ပတ်တဲ့သူကိုမကြိုက်တယ်လို့ဗိဓာကမကြိုက်တာကိုအစ္ဆဒတာတွန်းလိုက်ရဆရာတော်ကသနာကိုတန်းထုံးကြီးမမယိုင်းပြောလိုက်ဒီဘုန်းကြီးကသူ့ဦးလေးလောက်သူ့ကိုလောက်ရှိလို့မယိုင်းလိုက်တာအဲ့လိုပြင်ပကပြောလာမယ်ဗိဓာသမုတ်ထန်ဗိဓာကဖြစ်ပေါ်လာမယ်ဘေးတွေကိုရှက်ပြီးတော့ကိုယ်တွင်းတန်တမှာတရားတရားရှိပြီးသားကောင်မလေးရဟီရိဆိုတဲ့အရှက်ကလေးရဣတာတဲ့ကုန်းဆောင်ဟုတ်တယ်လေယထာရဲ့တန်လေးဘာလဲလဲတလားယထာမှာဘိန်းရှိရလားတန်လေးမထနဲ့အဲ့ယထာလို့ဘာဖြစ်သွားမလဲထွက်သွားဒါပြင်ဒီယထာဘိန်းကြီးမထွက်အောင်ဘာလုပ်ရလဲတန်လေးနဲ့မေနာလေးစိုက်ထားတွေ့လားဦးတန်းတော့ယထာဘိန်းကြီးပါတယ်တန်လေးသွားပြီနော်ဟ
ဟိရိဤသမနောယွတ်တံမနောဝိပဿနာစိတ်သည်ယွတ်တံမနောဝိပဿနာစိတ်သည်